ဒါဆိုမောင်မိန်းမ2ယောက်ပေါ့မိုက်တယ်နော် ဘာမိုက်တာလဲ စရပါမောင်ကိုတွင်တိုသွားလားအဲ့ဒါဆိုရင်မောင်ကိုချစ်တယ်ဆိုမြန်အဖြေပေးလိုက်တော့မောင်ကိုချစ်ပါတယ်လို့ပြောပြီးတော့ခေါင်းချိန်ပြလိုက်လောက်ပါ ဇာနီမင်းကလည်းလေမင်းဖြစ်ချင်တာတခုဝယ်မင်းသိတယ်နော်ချစ်တယ်ဆိုတာလွယ်တယ်အဲ့ဒီချစ်ကိုတီမင်းအောင်ထိမ့်သိမ့်ဖို့ပဲခက်ခဲတာလို့မင်းကမမဘယ်နှခါပြောရမလဲ မမောလေဗျာအဲ့ဒါအချိန်ရတက်တည်ပြသွားမှာကိစ္စလေပြီးတော့အချိန်ဆိုတာမသိမချင်းရှိနေအောင်ပါ 100 ရာခိုင်နှုန်းတဘာဝ organic ပစ္စည်းတွေနဲ့စိတ်ချရဆုံး baby mind cream လေးလိမ့်လိုက်တာနဲ့တားရည်လေးကနုနုညံ့ညံ့နဲ့ဆူဆူအီအီလေးဖြစ်သွားပြီလေဒါကြောင့် easy လေးတွက်ဆိုရင် baby mind နဲ့အမြဲရွေးချယ်ဖြစ်တာပေါ့ ။ဒီမောင်ပြောပြမယ်။အခုရှင်တန်နေတဲ့အချိန်မှာမမနဲ့မောင်နဲ့နီးစပ်မှာမောင်တို့ရဲ့အချစ်တွေကအတွန်းရှည်တည်တန်းခိုင်မြဲပြီးတော့မောင်တို့အချစ်တွေတန်ဖိုးရှိမှလေမမရဲ့လုံးဝမမရဲ့စိတ်မရှိတော့ဘူးအရင်ချစ်ချင်နေ ကဲအဲ့လောက်တော့စိတ်မရှိတော့ဘူးဆိုလို့ရှိရင်လဲနောက်တစ်ယောက်သာပြောင်းချစ်လိုက်တော့သွား ဟာတွေ့လားမမအရင်ချစ်မှန်းသိလို့အနိုင်ယူနေတာ 梦送不要的，只所夜的，谁对留下了。